ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဒီကြောက်လေးကိုကျွန်တော်6တွေးခုံမှာတွားပြတာပေါ့နော်တွားပြတော့သူကဒီကြောက်ကိုတဲ့သူကကလတ်250အတင်တွေးပြီးမှာပေါ့နော်ဒါမှလည်းတွေးခါတော့3သိန်းပဲပေးရမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကဖြတ်ဆက်ဝယ်ပြီးတော့ကိုယ့်ကိုအိမ်မှာပဲဖြတ်ပလိုက်တာပေါ့နော်တကယ်လို့ညီကိုတို့6နေပါလေဖြတ်စင်နေဆိုရင်အလကားလာဖြတ်လို့ရပါတယ်လို့ဒါပေမဲ့ကျွန်တော်တော့မဖြတ်ပေးဘူးပေါ့နော်ကိုယ့်ကိုဖြတ်ပေါ့နော်ဒီ6လေးကိုကျွန်တော်ကအပိုင်းဒီပိုင်းတော့ဖြတ်လိုက်တယ်ပေါ့နော်ဒါဆက်ဆက်ဆန်းတော့ကျွန်တော်ဒီ6ကိုကလတ်100တင်ရပြီဆိုမှကျွန်တော်လည်းဈေးပေးမှဝယ်ခဲ့တာပေါ့နော်ဒါပေမဲ့အခုအနေထားမှာကြည့်တော့ကလတ်100တော့မဖြတ်နိုင်တဲ့အနေထားမှာရောက်သွားပေါ့နော်အလုံးစုံကလတ်80 90တင်နေခြေနဲ့ပါတယ်ဆိုပြီးတော့တွေးလိုက်ရပါတော့တပွင့်ကကျတော့သူကသေးတော့ပါဒီတပွင့်ကကျအသေးဒီသေးတဲ့ကကျတော့သူကတိတ်မကောင်းပေါ့ကွာတိတ်မကောင်းဒီအချီတပွင့်ကကျတော့နည်းနည်းမျောလင်းချက်ရှိတော့ဘာဖြစ်လို့လဲဆိုတော့အခုလောင်းတဲ့အနေထားနဲ့ဆိုရင်အဲ့ဒီကောင်ကအတန့်ပလင်ရောက်ပါတော့အခုကတော့ကျွန်တော်လောင်းပြီးတဲ့အနေထားပေါ့နော်တရားလောင်းတာနဲ့ချတာကျတော့မတူနိုင်ဘူးနော်အဲဒါကြောင့်မို့ကျွန်တော်လောင်းထားတဲ့ပုံစံနဲ့လောင်းထားတဲ့ပုံစံနဲ့ချတဲ့ပုံစံနဲ့ဆိုရင်တော့ကလတ်ချင်းအနေထားဒီပုံစံပဲကြောက်မှာပေါ့နော်အခုကကျွန်တော်လောင်းထားတဲ့အနေထားပဲရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကမျက်နှာပဲအကွက်ချလိုက်တာပေါ့နော်အခုကျတော့ကျွန်တော်မျက်နှာပဲအကွက်ချလိုက်တဲ့အနေထားလေးပေါ့နော်ဒါကြောင့်ကျွန်တော်အချိုက်စိတ်ချိုက်တွေးတယ်ဆိုတော့ညီကိုတို့အချိုက်နဲ့လည်းတူချင်မှတူပါပေါ့နော်အခုကျွန်တော်မျက်နှာပြီးတော့ပေါ့နော်ချွမ်းမတော့မပြီးသေးဘူးပေါ့သူကအကွက်မချရဘူးဒါပေမဲ့အခုကျွန်တော်ကလတ်ချင်ပဲလောက်ကြနေဆိုတော့တစ်ချက်ချိန်ကြည့်မှာပေါ့နော်တရားနဲ့မှ32ကလတ်ရှိတယ်ပေါ့နော်မျောလဲချက်တော့နည်းနည်းတော့ရှိတယ်ပေါ့ကျွန်တော်ချွမ်းဘတ်ကိုချလိုက်ရပေါ့နော်အခုကတော့ကျွန်တော်ချွမ်းဘတ်ကိုချလိုက်တဲ့အနေထားလေးပေါ့နော်ချွမ်းတော့ကျွန်တော်ကြိုက်တဲ့ပုံစံအတန်းကြီးလေးနဲ့စစ်စစ်လေးကောင်းကောင်းနဲ့ချလိုက်ရပေါ့နော်ဒီကကျတော့ကျွန်တော်အယောင်တင်ထားတဲ့အနေထားပေါ့နော်ချွမ်းဘတ်အယောင်တင်ထားတာမင်းနဲ့ဝါတော့ဘာဖြစ်လို့လဲဆိုကျွန်တော်မိုးချုပ်တင်လိုက်တော့ပုံကတိတ်ရိုက်လို့အဆင်ပြေပေါ့နော်မျက်နှာဘက်မှာတော့ကျွန်တော်မနှက်မတွေးမယ်ဆိုပြီးတော့ထားပေါ့နော်အခုကတော့ကျွန်တော်မျက်နှာလေးတပွင့်လုံးပြီးတော့ပေါ့နော်ကြလို့ညီကိုတို့ဒီကြောက်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော် CP မှာလည်းပြောလို့ရတော့လို့ဖုန်းနံပါတ်နဲ့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ပေါ့နော်ဒီကြောက်အတန့်ပလင်းဖြစ်သွားပါတော့ပြောကလတ်ချင်းအဲ့တော့100ကျော်တော့ပြီပေါ့ဒါကိုကျွန်တော်ဈေးတနဲ့ကျွန်တော်ရောင်းချပြီးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ